ရတိကြီးဟာတည်ငြိမ်တဲ့ခြေလမ်းတွေနဲ့ဖိုးလုံးတို့ရွာဘက်ကိုရှောက်လာနေတယ်။ရွာထဲဝင်လာပြီးတော့ဖိုးလုံးအိမ်ရှိမှတိတ်တဆိတ်ရက်နေခဲ့တယ်ခဏကြာတော့ဖိုးလုံးဟာရတိကြီးရှိကိုလာရောက်မိတယ်။ဖိုးလုံးရောက်လာတဲ့အခါရတိကြီးကခိုင်မာတဲ့အတန်နဲ့ဟေ့တောဆောင်ပြီလူဒီကောင်လေးခန္ဓာထဲကနေအခုထွက်လာပြီးငါရှိမှနေစမ်းလို့အမိန်ပေးလိုက်တယ်ချက်ချင်းပဲဖိုးလုံးရဲ့ခန္ဓာကိုယ်ထဲကနေမိခိုးလိုအငွေ့တွေထွက်လာပြီးဘီလူကြီးတစ်ကောင်ပေါ်လာတယ်။ဘီလူကြီးကဒေါသတကြီးတိရသေးဆိုနောက်ကိုဒီကောက်လေးခဏလေးကဘာကြောင့်ခေါ်ထုတ်ရတာလဲအတင်းသေးချင်းနေပြီလားရတိကြီးကတည်ငြိမ်စွာအတင်သည်ကြီးမားသောအကုသိုလ်များကိုပြုနေသောကြောင့်ကျုပ်ခေါ်ထုတ်ရခြင်းဖြစ်သည်လို့ပြန်ပြောတယ်ဘီလူကြီးကဒေါသစိတ်နှင့်ရတိကျုပ်ကိုလာနောက်ရှက်ရင်ကျုပ်အတင်းသက်ကိုချမ်းသာပေးမှာမဟုတ်ဘူးလို့ချင်းချောက်တယ်ရတိကြီးကအေးဆေးစွာတောဆောင်ပြီးလူမှားယွင်းသောလုပ်ရက်တွေကိုရပ်တန့်လိုက်ပါတော့ကျုပ်သည်အတင်းကိုလမ်းမှန်သို့ရောက်အောင်ကဲတင်ရန်လာခြင်းဖြစ်သည်တတဝါများ၏အသက်ကိုမတက်တော့ပါနှင့်လို့တတိပေးလိုက်တယ်အဲ့ဒီအခါဘီလူကြီးကအလွန်ဒေါသထွက်သွားပြီငါ့ကိုအနှောက်ယှက်ပေးတဲ့အတင်းကိုအခုခုတ်တတ်မယ်လို့အော်ပြီးဓာတ်နဲ့ရတိကြီးကိုခုတ်ချလိုက်တယ်ဒါပေမဲ့ဓာတ်ကရတိကြီးကိုမထိဘူးသူ့ရှိမှရှိတဲ့အကာအကွယ်ကိုပဲထိသွားတယ်ရတိကြီးကလက်ထဲမှာအင်းစာရွက်တစ်ရွက်ကိုကင်ပြီးဟေ့အာလာဝကအခုငါရှိလာပြီးဒီငမိုက်သားဘီလူကိုစုံမဆန်းလို့ခေါ်လိုက်တယ်ချက်ချင်းပဲအာလာဝကဘီလူကြီးပေါ်လာပြီးတောဆောင်ဘီလူကိုတင်းပုံနဲ့ပြင်းထန်စွာရိုက်ချလိုက်တယ်ထို့နောက်ချက်ချင်းပဲပျောက်ကွယ်သွားခဲ့တယ်တောဆောင်ဘီလူကကြောက်လန့်သွားပြီးရတိကြီးကျုပ်မားပါတယ်ခွင့်လွတ်ပါလို့တောင်းပန်လာတယ်ရတိကြီးကအင်းစာရွက်တစ်ရွက်ကိုထုတ်ပြီးဒီမှာကျိန်ဆိုလို့ပြောလိုက်တယ်ဘလူးကြီးကလက်ချုပ်ပြီးနောက်တစ်ခါတတဝါအသက်ကိုတတ်မိပါကကျုပ်ခန္ဓာမှာငရဲမီးများတောက်လောင်ပါစေလို့ကျိန်ဆိုလိုက်တဲ့ရတိကြီးကခေါင်းညိတ်ပြီးကောင်းပြီးအတင်နေထိုင်ရတော့သူပြန်နိုင်ပြီလို့ခွင့်ပြုလိုက်တယ်အဲ့ဒီအခါဘလူးကြီးဟာကောင်းကင်ဘုံကိုတက်ပြီးတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်ဘလူးကြီးထွက်သွားပြီးနောက်ရတိကြီးကဖိုးလုံးကိုမျက်နှာချင်းဆိုင်ကြည့်ပြီးပြောလိုက်တယ်လူလေးမင်းဟာခုနှစ်ရက်သားသမီးများကိုကယ်တင်ရမယ့်ကံနဲ့မွေးလာသူဖြစ်တယ်ဒါကြောင့်မင်းကျုံနောက်ကိုလိုက်ပြီးပညာစီးပူးကလူများကိုကယ်တင်နိုင်တယ်ဖိုးလုံးတိတ်တဆိတ်နားထောင်နေတယ်ရက်တိကြီးဆက်ပြောတယ်ဒါပေမဲ့လူလေးစဉ်းစားပါမလုတ်ချင်လေကျုပ်အတင်းမကျက်မတိုက်တုံးပါဘူးပြီးတော့ပြောတယ်မနှက်ဖြန်လူလွတ်စိတ်ဆန္ဒရှိရင်တုတ်တန်ကစရက်ကိုလာခဲ့ပါကျုပ်စောင့်နေမဲ့လုံရက်ပါပြပြီးထွက်သွားခဲ့တယ်